မင်္ဂလာပါဆရာထင်လင်းဘာသာပြန်ဆိုထားတဲ့မေတ္တာရှင်ပါလေးပေါ်လီယာနာအပိုင်းသုံးအနေနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပေါ်လီယာနာရောက်လာခြင်းဤသို့နှင့်ပင်ပေါ်လီယာနာနဖန်ဂျွန်လ25ရက်နေ့4နာရီတွင်ဘယ်လရင်စပီသို့ရောက်လာတော့မည်ဆိုသည့်ကြီးနှံရောက်လာလေသည်ဒေါ်ပေါ်လီသည်ကြီးနှံစာကိုဖတ်မျက်မှောင်ကျုပ်ပြီးလှေကားအတိုင်းထက်ကူးကလေးစီသို့တက်ခဲ့သည်သူပတ်လဲကိုလှဲ့၍ကြည့်တော့လေသူ့မှာမျက်မှောင်ကျုပ်ရဲ့ပင်ခန်းတွယ်တင်ကတက်ရက်စွာခင်းကျင်းထားသောအိယာဂရင်လေးတစ်ခုနောက်မီအဖြောင့်နှင့်ကလထိုင်နှလုံးမျက်နှာသစ်စင်တစ်ခုမှန်ပါသောဗီယိုတစ်လုံးနှင့်ဇပွဲငယ်တစ်လုံးတို့ရှိ၏ပရင်းပေါက်များတွင်ခန်းစည်းမရှိနံရံများပေါ်တွင်အယုတ်ကားများမရှိတနေ့လုံးနေပူနေသောအမိုးနာတွင်ကပ်နေသဖြင့်အခန်းလေးမှာပူအိုက်လာ၏ချင်းစကားလည်းတက်မထား၍ပရင်းပေါက်များကိုလည်းဖွင့်လို့မရယခုပင်လျင်ရင်ကောင်ကြီးတစ်ကောင်သည်အထဲသို့ရောက်နေသောမှန်ပရင်းနာတွင်အထက်တက်လိုက်အောက်ဆင်းလိုက်နှင့်ကြိုးစားနေ၏ဒေါ်ပေါ်လီသည်ရင်ကောင်ကိုရိုက်တက်လိုက်ပြီးပရင်းတကားကိုတလက်မမျှလွတ်ယုံမှကအပြင်သို့လှဲထုတ်လိုက်၏ထို့နောက်ကလထိုင်တစ်လုံးတွင်တဲ့ထောင်ကမျက်မှောင်ကျုပ်လိုက်ပြီးအခန်းထဲမှထွက်သွားလေ၏ထို့နောက်မိနစ်အနည်းငယ်ကြာသောအခါဒေါ်ပေါ်လီသည်မိဖို့တကားဝသို့ရောက်လာကနန်စီပေါ်လီယာနာရဲ့အခန်းထဲမှာရင်ကောင်တစ်ကောင်တွေ့ခဲ့တယ်တစ်ချိန်ချိန်ကပရင်းပေါက်ကိုဖွင့်ခဲ့လို့နေမှာပေါ့ချင်းစကားတွေကိုမှားထားတယ်ဒါပေမဲ့အဲ့ဒါတွေလာမတက်ခင်တော့အဲ့ဒီပရင်းတကားတွေကိုပိတ်ထားဖို့နင်ကြည့်ပြောကြလားနတ်ဖန်ညနေ4နာရီမှငါတူမရောက်လာလိမ့်မယ်အဲ့ဒါနင်သွားကြူပြီးတင်တိုဒီကယထာမောင်းပူပေးလိမ့်မယ်ဂျေနန်းစာထဲမှာတော့သပင်ရောင်ဖြော့နီကွက်ဆေးရိုက်ထဲမျက်အင်ဂျီနဲ့မျက်အိုးထုံးတဲ့လူပါတယ်ငါသိတာဒါပဲဒါပေမဲ့ဒီလောက်ဆိုနင်သိရောပေါ့အေးဟုတစ်ဆက်တည်းပြောသည်ဟုတ်ကဲ့မမဒါနဲ့မမကိုနန်စီကမရဲတရဲရက်ထားတော့ဒေါ်ဘော်လီကဘာဆိုလိုသည်ကိုရိပ်မိ၏မျက်မှောင်ကျုပ်လိုက်ပြီးငါမလိုက်ဘူးငါလိုက်ဖို့လည်းမလိုဘူးထင်တယ်ဒါပဲဟုတူတူဆက်ဆက်ပြောကာလှဲ့ထွက်သွားသည်တူတူမကလေးပေါ်လီယာနာတက်တောင့်တက်တာနေရထိုင်ရတော့ဒေါ်ဘော်လီပြုတ်လို့ရန်အစီအစဉ်များဤတွင်ပြည့်စုံမည်ဖြစ်၏မိဘရဲတင်ကနန်စီသည်ပကံတုတ်သည့်အဝတ်ကိုမိဘူးတိုင်ရင်မိဘူးကိုတုံတုံဆောင်ကအညှိုးဖြင့်ချ၍နေလေသည်သပင်ရောင်ဖြော့ဖြော့အနီကွက်စီးရိုက်ထဲအင်ဂျီနဲ့မျက်အိုးထုံးနဲ့သူတိတာဒါပဲတဲ့ဒိုများတော့ရှက်ပါရဲ့တော့တကယ်ပြီးတော့သူ့မှာဒီတူးတဲ့သောတူမကလေးအဝေးကြီးကလာရရှာမှာကိုနောက်တရက်ညနေ4နာရီထိုးရန်မိနစ်20တိတိအလိုတွင်နန်စီနှင့်တင်မိုတီတို့သည်ဧည့်သည်ကြိုရန်အတွက်မြင်းတကောင်ကသည့်ပက်လက်ရထားကလေးနှင့်မောင်း၍ထွက်ခွဲကြလေသည်တင်မိုတီကအဖိုးကြီးတွန်ဤသားဖြစ်၏မြို့ရဲကလူများကတော့ဒေါ်ပေါ်လီအဖိုးကြီးတွန်ကညာလယုံတင်မိုတီကဘဲလယုံဟုပြောဆိုလေရှိကြသည်တင်မိုတီသည်သဘောကောင်းသောလူငယ်ချောလေးဖြစ်၏ဤအိမ်သို့နန်စီရောက်လာသည်မှာမကြာလှသေးတော်လဲသူတို့က2ယောက်မှခင်မင်ကြပြီးဖြစ်သည်ဤနေ့အဖို့တော့နန်စီမှာသူဆောင်ရွက်ဖွယ်ကိစ္စတွင်စိတ်စောနေမိ၍ခါတိုင်းလိုစကားများမပြောနိုင်ခဲ့မိယထဘူရာထိတိတ်ဆိတ်စွာလိုက်လာခဲ့ပြီးတိတ်ဆိတ်စွာပင်ယထာကိုဆင်း၍စောင့်သည်သူစိတ်ထဲကအထက်ရွတ်ဆိုနေသည်ကသပင်ရောင်ဖြော့အနီကွက်ဆေးရိုက်ထဲအင်ဂျီမျက်အိုးထုတ်ဟူ၍ပင်ဖြစ်သည်ဤပေါ်လီယာနာဆိုသောကလေးသည်မြည်ကဲ့သို့သောကလေးဖြစ်လေမည်နည်းဟုလည်းအထက်တွေးနေမိ၏ထိုစဉ်သူကအနားသို့ရောက်လာသောတင်မိုတီအားကလေးမငိမ့်တက်နဲ့ပြောကောင်းဆိုကောင်းကလေးဖြစ်ရင်ကောင်းမှာပဲဟဲ့အိုးနှွင်းခွနှင်းကလေးတော့မဖြစ်ပါစေနဲ့ဟုခတူတူပြောရင်တပ်ပြင်းချသည်တင်မိုတီက
အေးအဲ့လိုမဟုတ်ရင်တော့လားတို့တွေတော့ဘလို့ဖြစ်ကုန်လဲဟွန်းဒေါ်ဘော်လီနဲ့စူးစူးညံညံလှုပ်တတ်တဲ့ကလေးနဲ့ဆိုရင်လားဟောအိုးမဟုတ်ပြီရထားလာပြီဟုဆိုသည်နန်စီကရထားဘော်ကလူများဘူရာကလေးတဲ့သို့ဆင်းလျင်အရှင်းဆုံးမြင်ရသည့်နေရာသို့သွားရင်းရုတ်တရက်ကြောက်လန့်လာလို့တင်မိုဒီရဲ့ငါ့ကိုကြိုးဖို့လွတ်လိုက်တာကတော့သက်ညစ်တာပါဟုပြောလိုက်သည်၏မြမကြမီပါပဲနန်စီသူ့ကိုမြင်လိုက်ရသည်အနီကွက်စေးရိုက်ထဲကနေနှင့်နောက်ကျောလေတွင်ကြစ်စံမီလေးချထားသောရွှေဝါရောင်သပင်နှလုံးနှင့်ပိန်သွဲကလေးမကလေး၏မျက်အိုးထုတ်အောက်မှမှဲ့ကြောင်နှင့်လှသောမျက်နှာကလေးသည်ဟိုကြည့်ဒီကြည့်နှင့်တစုံတစ်ယောက်ကိုရှာနေသည်ကိုသိတာသည်နန်စီကသူ့ကိုချက်ချင်းသိလိုက်၏သို့သောဒူးတုံနေသဖြင့်ငိမ့်အောင်ထိန်းထားပြီးမှသူ့စီသို့သွားလို့ရသည်နန်စီသူ့နာကပ်သွားတော့ကလေးမကသူ့တယောက်တည်းသမီးနာမည်ပိုလီယာနာနော်ဟုနန်စီကအထစ်ငုံနှင့်မေးလိုက်သည်ခဏချင်းမှပင်သူ့အားအနီကွက်စေးရိုက်ထဲဝတ်လက်ကလေးနှစ်ဖက်ကအာရပါရဖတ်၍မှုေးသည်ဒါကိုဘူးမတိဘာမတိခံလိုက်ရသည်သမီးသိတ်ကိုဝမ်းသာတယ်ဟုတ်ပါတယ်သမီးနာမည်ပိုလီယာနာပေါ့လာကြူတာကိုသိတ်ကိုဝမ်းသာတာပဲလာကြူမှာပဲလို့လည်းမျှော်လင့်တာဟုနာနာကပ်လာသောနန်စီအားပြောလိုက်သည်ဟုတ်လားနန်စီကထင်းငော့စွာရောရောင်လိုက်ပြီးပိုလီယာနာသူ့ကိုဘလို့လှုပ်ပြီးသိနေပါလေဟုအော်ရင်ကဟုတ်လားဟုဆောင်းသွားသောအိုးထုပ်ကိုပြင်လိုက်ရင်ထက်ဆူလိုက်မိ၏ဟုတ်တာပေါ့သမီးကလမ်းတစ်လျှောက်လုံးပုံဖော်ပြီးကြည်လာတာအခုမှမြင်ရတယ်ခုလိုမြင်ရတဲ့အတိုင်းရှိတာသိဝမ်းသာတာပဲဟုကလေးမကခြေပြားထောက်ကခုံးပေါက်ရင်နန်စီအားခြေဆုံးကောင်းဆုံးကြည့်၍ပြောသည်ထိုအခါတင်မိုသည်ရောက်လာ၍နန်စီရောစိတ်သက်သာရသွားသည်ပေါ်လီယာနာ၏စကားများမှာနားရှုပ်ထွေးစရာဖြစ်ရ၏ဟောဒါကတင်မိုဒီလေသမီးတစ်သာပါလားဟုအထက်ငုံမေးမိ၏ပါရီလေတစ်သာကအစ်ဆက်ပဲထောက်ပိုင်ရေးအသင်းကမိမကြီးတွေဝယ်ပေးလိုက်တာလေသူတို့ကကော်စောဝယ်ဖို့ငွေသိပ်လိုနေတော့မှဝယ်ပေးလိုက်ရရှာတာလေဘယ်လောက်ချစ်ဖို့ကောင်းလဲတစ်သာတစ်လုံးသာဆိုရင်ကော်စောဘယ်လောက်ရမလဲဆိုတော့သမီးလည်းမသိပါဘူးအတော်တော့ရတဲ့ရတာပေါ့အလဲလန်းတစ်ဝက်လောက်ထိရခြင်းရမှာပေါ့ဟင်ဟောဒီအိတ်ထဲမှာမစ္စတာဂရေးပေးလိုက်တဲ့လက်မှတ်ကလေးရှိတယ်ရောက်ရင်ထုတ်ပေးဖို့တဲ့တစ်သာယူဖို့တဲ့မစ္စတာဂရေးဆိုတာမစ္စဂရေးရဲ့ယောက်ျားလေးသူကဂိုင်းအိုကြီးမစ္စတာကားရဲ့မိန်းမနဲ့ဝမ်းဝဲမောင်နှမတွေပါသမီးသူတို့နဲ့လိုက်လာရတာသူတို့ကသိချစ်စရာကောင်းတာပဲဒီမှာရော့ဘောလီယာနာကလေးကရှောက်ပြောရင်သူဆွဲထဲလာတဲ့အိတ်ထဲတွင်မှွေနောက်ရှာကတစ်တာရွေးရန်လက်မှတ်ကလေးထုတ်ပေးသည်နန်စီကနားထောင်ရင်အလိုလိုမောလာ၍ပင်သက်ရှိုက်လိုက်မိ၏ဒီမြစကားပြောပြီးရင်တော့မောရပါပြီပဲတင်မိုဒီဘက်သို့မတိမသာလှည့်ကြည့်လိုက်တော့တင်မိုဒီကမျက်နာကိုတခြားဘက်သို့တမင်လှည့်ပြလိုက်သည်ကိုတွေ့ရသည်မြင်ထားဘောတွင်ပိုလီယာနာဤတစ်တာကိုနောက်ကတင်လျက်တင်မိုဒီနှင့်နန်စီတို့အကြားပိုလီယာနာကိုအဆွင့်သားထိုင်ရက်နှင့်သူတို့သုံးယောက်သာဘူရာမှထွက်ခဲ့ကြသည်မထွက်မီလှုပ်ရှားရှိသည်ကိုလည်းလုံနေစဉ်ကလည်းကလေးမလေးသည်အဆက်မပြတ်ဝေဖန်လိုက်မေးလိုက်ပြောလိုက်နှင့်နားထောင်ရသူနန်စီပင်လျင်သူပြောသမျှအမိလိုက်ရ၍မောနေတော့၏မြင်ထားပြီးများစ၍လိမ့်တော့ကဲဘယ်လောက်ဟန်ကြသလဲဟင်အဝေးကြီးလိုက်ရင်ဝေးကြီးပေါ့နော်မြင်ထားဝေးကြီးသိပ်စီးကျင်တာပဲအေးလီဝေးလေသိပ်တော့ကိစ္စမရှိပါဘူးမြန်ရောက်တာပေါ့တိလားလမ်းကလေးကလှလိုက်တာလမ်းလေးလှမယ်ဆိုတာသိတယ်အဖေကပြောတယ်ဟုလာယာမရုတ်တရက်တစ်ဆူဆူကလေးရက်သွားတော့နန်စီကသူ့ကိုကြည့်လိုက်မိသည်သူ့မေးကလေးတုံးကမျက်လုံးများတွင်မျက်ရည်များပြည့်နေသည်ကိုတွေ့ရ၏တခဏချင်းမှပင်ကလေးမသည်စိတ်ကိုတင်းပစ်လိုက်ပြီးခေါင်းကိုဖော်လိုက်သည်
ဒီလမ်းအကြောင်းအဖေကပြောဘူးတာပဲသူမှတ်မိတယ်ပြီးတော့လေသမီးပြောဖို့မေ့နေတယ်ဟောဒီစေးရိုက်ထဲကလေးတိလားသမီးဘာဖြစ်လို့အနက်မဝစ်တာလဲဆိုတာပါပေါ့အနက်ဝစ်မလာလို့ညာတမျိုးများထင်မလားပေါ့ဒါပေမဲ့နောက်ဆုံးလာတဲ့သာသနာပြုအလှခံစီတွေထဲမှာကအနက်ထဲကပါမလာဘူးမိမဝစ်ဂရီပါအတွင်းကလေးတစ်ထဲပဲပါလာတယ်အဲ့ဒါကလည်းသမီးနဲ့ကမတော်ဘူးဂန်းကျုပ်ကြီးကားရဲ့မိမကပြောတယ်လေပြီးတော့အဲ့ဒါကလည်းရောင်စစ်တွေနဲ့တခြားနေရာတွေမှာဖြူတဲ့နေရာကဖြူနေပါပြီထောက်ပံ့အသင်းကမိမကြီးတချို့ကသမီးကိုအဝတ်နက်နဲ့အုတ်ထုပ်နက်ကိုပေးလိုက်ချင်ကြတယ်လေဒါပေမဲ့တချို့ကလည်းငွေကိုသူတို့ဝယ်ဖို့လုပ်နေကြတဲ့ဝတ်ကြောင်းအတွက်ကော်စောနီကြီးတွေထည့်ချင်ကြတယ်သိလားMiss White ကတော့အဝတ်နက်နဲ့ကလေးတွေကိုမကြိုက်တာနဲ့အတော်ပါပဲလို့ပြောတယ်ဒီလိုလေသမီးပြောတာက Miss White ဆိုတာကလေးတွေကိုတော့ချစ်ပါတယ်အဝတ်နက်ကိုမဝတ်စေချင်တာပါပိုလီယာနာကအသက်ရှူဖို့နားတော့နန်စီကဝင်လိုက်၏ကိစ္စရှိမယ်ဟုတ်ပါဘူးရပါတယ်အဲ့ဒါလို့ဆိုရင်သိဝမ်းသာတာပဲသမီးလည်းအဲ့ဒါလို့ထင်ပါတယ်လေဟုပြောပြီးရခင်တစ်ချိန်ကလိုတစ်ဆူဆူကလေးရက်သွားပြီးမှဆက်ပြောသည်ဟုတ်တာပေါ့အနက်ထဲဝစ်ထားရင်ဆိုရင်ဝမ်းသာဖို့အတော်ခက်မှာပေါ့ဘာဝမ်းသာဖို့နန်စီကတတော်ထောက်မေး၏ဟုတ်တယ်လေအဖေကလေကြံတဲ့ကလေးတွေနဲ့အတူနေဖို့ကောင်းကင်ဘုံကိုသွားပြီးတိလားအဖေကပြောသွားတယ်သမီးဝမ်းသာတတ်ရမယ်တဲ့ဒါပေမဲ့ဝမ်းသာအောင်လုပ်ရတာအတော်ခက်သားတဲ့အနီကွက်ရိုက်ထဲဝစ်ထားတာတောင်မလွယ်လာဘူးအဖေကိုလေသမီးနဲ့သိပ်နေစီချင်တာပဲအထူးသဖြင့်အမေနဲ့တခြားကလေးတွေကကောင်းကင်ဘုံမှာဖျားသခင်ရောတမန်တော်တွေရောရှိနေမှာပဲသမီးမှာသာထောက်ပံ့ရေးအသင်းကမိမကြီးတွေကလွယ်လို့ဘသူမှမရှိတော့အဖေကိုသမီးနဲ့ပဲနေဖို့ကောင်းတယ်လို့မထင်ပဲမနေနိုင်ဘူးပေါ့အခုဆိုရင်တော့အန်ဒီပေါ်လီရှိလို့တော်သေးတာပေါ့သမီးအန်ဒီပေါ်လီကိုရတာသိဝမ်းသာတာပဲအန်ဒီပေါ်လီရဲ့နန်စီမာကကလေးမအတွက်ရင်းနဲ့နင့်အောင်တနာနေရမှာရုတ်တရက်အန်အသင့်သွားရ၏အိုးသမီးမှားလင်ကြီးလေသမီးရဲ့မမကနန်စီရဲ့သမီးလေးရဲ့အန်ဒီပေါ်လီမဟုတ်ဘူးကွဟုပြောရ၏ပိုလီယာနာကစိတ်ညစ်သွားသလိုအိုးမဟုတ်ဘူးလားဟုသာဆိုနိုင်၏မဟုတ်ဘူးကွယ်မမကနန်စီပါသမီးလေးအတော်လို့ထင်နေတာကိုမသိဘူးလူချင်းကတစက်မှမတူဘူးကွယ်မတူပါဘူးကင်မူဒီကခက်အေးလေးနဲ့ရေလိုက်တော့လဲနန်စီကသူ့ကိုလှမ်းမကြည့်မိဒါနဲ့မမကဘသူမမကြည့်ရတာထောက်ပံ့ရေးအသင်းကနေကတော့မတူပါဘူးတင်မူဒီကဒီတခါတော့ဟပလေးရဲချလိုက်မိ၏မမကနန်စီပါဒေါ်ပေါ်လီငှားထားတဲ့လူလေးအဝတ်လျှော်တာနဲ့လေးလန်မိဘူးတိုက်တဲ့အလုပ်တွေကလွှင့်ရင်အိမ်ကအလုပ်အလုံးလုပ်တယ်အဝတ်လျှော်မိဘူးတိုက်ကတော့မစ္စတာဒူရဂျင်လုပ်တယ်ဒါထက်အန်ဒီပေါ်လီဆိုတာရှိတော့ရှိတယ်မဟုတ်လားဟုကလေးကစိုးရင်တကြီးမေးလာ၏ဤတွင်တင်မူဒီကဝင်၍ဟာရှိသမှရှိတာပေါ့အသေးချာရှိတာပေါ့ဟုပြောသည်ပိုလီယာနာလည်းတိတိတသာစိတ်သက်သာရာရသွား၏အိုးဒီလိုဆိုတော့လေပြီးရောပေါ့ဟုအတန်ကြာငြိမ်သက်နေပြီးမှရှင်လန်းစွာပင်ဒါနဲ့တိလားသမီးလေးသူလိုက်လာပြီးမကြူတာဝမ်းသာတယ်တိလားတွေ့ရမှာပါပဲမဟုတ်လားပြီးတော့မမတို့နှစ်ယောက်လဲရှိနေတာပဲဟာဟုဆိုလိုက်၏နန်စီမာမျက်နာတွင်ကြက်သွေးဖြာသွား၏တင်မိုဒီကသူ့အားမချိုးမချင်းလှုပ်၍ကြည့်လိုက်မိသည်ပြီးမှကလေးကတဲစကားတတ်တာပဲနန်စီကတော့ကျေးဇူးတင်ဖို့တော့မရပါလားဟုပြောလိုက်၍အေးဟဲငါကဒေါ်ပေါ်လီအကြောင်းတွေးနေမိလို့ပါဟုရောင်မဆိုမိလေ၏ပိုလီယာနာကကြည်ကြည်နက်နက်သက်ပြင်းချလိုက်၏သမီးလည်းအန်ဒီပေါ်လီအကြောင်းတွေးနေမိတာပဲပေါ့သမီးလေသူ့ဆိုရင်သိချစ်တယ်
သမီးမာကအတော်ဆိုဒီတယောက်တည်းပဲမဟုတ်လားဒါတောင်မှသမီးမာသူရှိတာကိုကြာကြီးမသိပဲနေခဲ့ရတာနောက်အဖေကပြောလို့သိတာအန်ဒီဘော်လီကတောင်ကုန်းအမြင့်ကြီးဘော်ကအိမ်လှလှကြီးနဲ့နေတာတဲ့ဟုတ်တာပေါ့အခုဒီကတောင်လှမ်းမြင်နေရပြီလေဟိုရှိကခန်းစည်းစိမ့်စိမ့်ကြီးတွေနဲ့အိမ်ကြီးပေါ့ဟုနန်စီကဝင်ပြောသည်ဟဲလှလိုက်တာဘေးပပတ်လင်မှာလည်းတစ်ပင်ဒီနဲ့မြက်ခင်းတွေနဲ့နော်ဒီလောက်များမြက်ခင်းစိမ့်စိမ့်ကြီးတွေမမြင်ဘူးမမနန်စီအန်ဒီဘော်လီကပတ်စံချမ်းသာလာရင်ချမ်းသာတာပေါ့သမီးရဲ့သမီးသိဝမ်းသာတာပဲပတ်စံတွေအများကြီးရှိရင်အကုန်လုံးကောင်းမှာပဲနော်ပတ်စံတွေအများကြီးရှိတဲ့လူတွေကိုသိမသိဘူးမစ္စတာဟွိုက်တို့လောက်ပဲသိတာသူတို့ကတော်တော်ချမ်းသာတယ်အခန်းတိုင်းမှာကော်စောကြီးတွေရှိတယ်တနင်္ဂနွေနေ့အိုက်စကရင်စားမလာရင်မမနန်စီကခေါင်းရမ်းပြီးမဲ့ပြသည်ပြီးတော့မှတင်မိုတီအားပြုံးဆဆလုပ်ရကြည့်လိုက်သည်ထိုအခါတင်မိုတီကမစားဘူးကလေးရဲ့မင်းအန်ဒီဘော်လီကအိုက်စကရင်မကြိုက်ဘူးထင်ပါရဲ့တို့တော့သူစပွဲပေါ်မှာတစ်ခါမှမမြင်ဘူးပါဘူးဘော်လီယာနာမျက်နှာညှိုးသွားသည်အော်မကြိုက်ဘူးလားအိုက်စကရင်မကြိုက်ဖက်ဘလူးနေနိုင်လည်းမသိပါဘူးနော်ဒါပေမဲ့လေဒါလည်းတမျိုးတော့ဝမ်းသာရတာပေါ့မစားရင်မစ္စဝိုက်လိုဘိုက်မနာဘူးပေါ့မစ္စဝိုက်ရဲ့အိုက်စကရင်ဆိုရင်လေသမီးစားရတယ်အများကြီးပဲအန်ဒီဘော်လီမှာတော့ကော်စောတွေကရှိမှာပေါ့နော်ကော်စောတွေတော့ရှိတယ်အခန်းတိုင်းလားအခန်းတိုင်းလိုပါပဲဟုနန်စီကဖြေပြီးမှကော်စောမရှိတော့အထက်ခိုးကလေးကိုသတိရကချက်ချင်းမျက်မှောင်ကျိုးလိုက်မိ၏အိုးသမီးသိဝမ်းသာတာပဲသမီးကကော်စောဆိုသိကြိုက်တာသမီးတို့မှာကော်စောတစ်ခုမှမရှိပါဘူးလူကံပစ္စည်းတွေထဲမှာပါလာတော့ခင်းဆောင်လေးတစ်ထဲပဲရှိတယ်တစ်ထဲကလည်းမှင်ဆုံးနေနဲ့လေမစ္စဝိုက်ကပကြီးကားတွေလည်းရှိတယ်သိလားတကယ်လှတဲ့ပကြီးကားတွေပေါ့နှင်းစီပန်းတွေဒူးတုံနေတဲ့မိန်းကလေးပုံတွေကြောင်ကလေးပုံတွေသိုးကလေးပုံတွေချင်းသေးပုံကြီးတွေရောအတူတူနေတာတော့မဟုတ်ပေါ့သိုးကလေးတွေနဲ့ချင်းသေးကြီးကပြောတယ်လေကျန်းစာထဲမှာတော့တနေ့တူတူနေကြရလိမ့်မယ်လို့ပြောတယ်ဒါပေမဲ့သူတို့အခုတော့မနေကြသေးဘူးလေမစ္စဝါရဲ့ပကြီးကားတွေကသိုးကလေးနဲ့ချင်းသေးကြီးကပြောတယ်မမကောပကြီးကားတွေမကြိုက်ဘူးလားယင်မပြောရဘူးကွယ်နန်စီကမပွင့်တဝင့်ဖြေသည်သမီးကတော့တိတ်ကြိုက်တာသမီးတို့မှာပကြီးကားမရှိဘူးဒါတွေအလူကံပစ္စည်းတွေထဲမှာမပါရပါဘူးသိလားတခါတော့ပါလာဘူးတယ်ပကြီးကားနှစ်ကားတကားကတိတ်ကောင်းလို့အဖေကသမီးဖို့ဖနှက်ဝဲရအောင်ပတ်စံရဖို့ရောင်းလိုက်ရတယ်နောက်တစ်ခုကတော့မကောင်းပါဘူးချိတ်လိုက်တာနဲ့ကြကွဲသွားတာပဲမှန်ဆိုတော့ကွဲတာပေါ့နော်သမီးဖြင့်ငိုလိုက်ရတာဒါပေမဲ့သမီးတို့မှာအဲ့လိုကောင်းတာတွေမရှိတာကိုဝမ်းသာပါတယ်လေဒါမှအန်တီပိုလီစီကဟာတွေပိုကြိုက်မှာပေါ့သစ္စာဖြစ်နေမယ်မဟုတ်လားယင်သမီးတို့အယောင်မိန်ဖြော့နေတဲ့ဖဲပြားကြီးတွေကြီးခေါင်းစည်းနေရတာကတခါတလေစီရီထဲမှာဖဲပြားလှလှကလေးတွေပါလာတော့ငါလိုပေါ့ဟုပြောရင်းကပင်သူတို့ဒီအိမ်ကြီးတဲ့အဝင်လန်းတဲ့သူဝင်လိုက်တဲ့ဖြင့်ပိုလီယာနာလဲဝမ်းသာအားရပင်ဟာအင်ကြီးကတကယ်လှတာပဲနော်ဟုဆိုလိုက်သည်တင်မိုတီကတစ်တာကိုချနေစဉ်နန်စီကသူ့အနားကိုကပ်ပြီးလေးသန်းခတိုးတို့ဖြင့်ဟေးတင်မိုတီနောက်ဆိုရင်တို့ဒီအိမ်ကထွက်ဖို့စကားမျိုးဘယ်တော့မှလာမပြောနဲ့သိလားဟုပြောလိုက်သည်ထွက်ဖို့လားတို့ကတော့မပြောပါဘူးဗျာတို့ကိုလာဆွဲမထဲပါနဲ့ဒီအိမ်မှာဒီကလေးမမျိုးသားရှိနေနေ့စဉ်နေ့တိုင်းရုပ်ရှင်ကြည့်နေရတာထက်တောင်ပြောစရာကောင်းမှာပေါ့ပြောစရာကောင်းလိုက်ပါလိမ့်မယ်အာကြီးဟုနန်စီကဘောက်ဆက်ဆက်ပြောရင်းပင်သူတို့နှစ်ယောက်သာတူတူနေကြရင်တော့လားဒီကလေးဖို့တော့ပြောစရာကောင်းတဲ့ဟိုဘက်တောင်လွန်ထွက်သွားလိမ့်မယ်သိလားသူ့မှာပြေးစရာပုံးစရာကြောက်ဆောင်တစ်ခုတော့လိုမှာပဲအေးအဲ့ဒီကြောက်ဆောင်ဟာငါပဲဖြစ်မယ်တင်မိုတီတကယ်ဟုဆိုကပြောရင်လှဲ့ထွက်သွားသည်ပိုလီယာနာအားလေကားကျယ်ကြီးများမှနေ၍အိမ်ပေါ်သို့ခေါ်သွားလေသည်နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးလို့တောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ